အားလုံးပဲမင်္ဂလာပါဗစီ TV ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗစီပရိသတ်ကြီးရေခုချိန်ကစပြီးတွားများဖြူဖွေးတောက်ပြောင်စေမဲ့နီလန်တစ်ခုကိုပြပြပေးခြင်းပါတယ်ဒီနီလန်လေးကအလွန်မင်းရိုးရှင်းလွယ်ကူပါတယ်လွယ်ရမယ့်ဟာတွေကလည်းအလေးချင်းတဲ့တစ်ခုထူထောင်လိုက်ရုံသာဖြစ်ပါတယ်မနက်စာမစားခင်အဲ့ဒီအကျင့်ကိုနေ့တိုင်းလုပ်ပြီးဖို့သာလိုအပ်ပါတယ်အတိအကျပြောရရင်အုံးစီထမင်းစားစွန်းတစ်စုံခတ်ပြီးပါဇက်ထဲငုံထားဖို့လိုအပ်တာပါမအီမတာဖြစ်စေနိုင်ပေမယ့်အကျိုးသက်ရောက်မှုတွေကတော့အမခမ်းပါပဲနော်အုံးစီမှာတွားကြီးကြောက်ဖယ်ရှားဖို့နဲ့ပါဇက်အတွင်းဘက်တီးရီးယားအလုံးသေစေနိုင်တဲ့အစွမ်းတတ္တိတွေရှိပါတယ်ဒီနည်းကိုပုံမှန်အသုံးပြုခြင်းဖြင့်ဂရင်းနံဆိုကင်းစေပြီးတဖုံးမအီမတာဖြစ်ခြင်းလျော့နေစေပါတယ်အကောင်းဆုံးအကျိုးသက်ရောက်မှုဖြစ်စေဖို့အုံးစီကိုပါဇက်ထဲ15မိနစ်ကနေမိနစ်20ကြာငုံထားပေးရပါမယ်။အစပိုင်းမှာမအီမတာဖြစ်ပြီးအနေရခတ်နိုင်ပါလိမ့်မယ်။ဒါပေမဲ့ကိုလိုချင်တာရဖို့တင်းကြီးခံရမှာပဲဖြစ်ပါတယ်။အခုလိုဘ ഹു တုဒ္ဒအလှပကျမ်းမာရေးအစရှိတဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုမယုံနိုင်အောင်တင်ဆက်ပေးနေတဲ့ဗစီ TV ကို Facebook Page နဲ့မက YouTube Channel မှာလည်းစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။